okay အဲ့တော့နောက်တစ်ခုပေါ့နော် offer micro validation အဲ့ဒါကဘာပြောချင်တာလဲအဓိက macro validation ဆိုတာကွာ simple short comments တွေ responses တွေကိုပြောတာကိုပဲပြောချင်တာเนาะအဲ့တော့အဲ့လိုမျိုး quick simple comments ကဘာကိုဖြစ်စေမလဲဆိုရှင်တစ်ဖက်ကသူပေါ့နော်ကိုကတကယ်ကိုလိုက်နားထောင်နေတယ်ဆိုတော့ခံစားချက်ကိုရစေတယ်เนาะကိုကပြီးတော့သူ့ judge လည်းလုပ်မနေဘူးပြီးတော့သူ့အနေနဲ့ဆက်ပြီးပြောလို့အဆင်ပြေပါတယ်ပေါ့အဲ့လိုခံစားချက်ကိုရစေတယ် matching energy လို့ပဲဒီကိစ္စကလည်းလုံးလဲလုံးဖြစ်ကြတာပေါ့နော်ပြီးတော့အလုံးလည်းကောင်းတယ်ပေါ့ဘယ်လိုမျိုးလဲเนาะဒါမျိုးလေးတွေပေါ့micro validation ဆိုတာ really yeah I'd be angry too wow that must be so frustrating เนาะအဲ့လိုလုံးဝကိုယ်တိုင်မှအတန်တင်တုံပြီးဖြစ်သွားတဲ့သဘောပေါ့เนาะ तू ကစိတ်ဆင်းရဲပြီးပင်ပန်းနေရဆိုတော့ that makes sense that's so exciting no way I can see that wow that must have hard no sorry ဒီညမှာအားပါပါလို့ wow เนาะအဲ့လိုကျင်နာတဲ့အတန်ဖြစ်သွားရမယ် that must have hard အဲ့လိုဖြစ်ရမယ် energy တော့အားပြောချင်တာเนาะတစ်ဖက်ကလူရဲ့ conversation သူ့ရဲ့ energy ပေါ့မှာကွာနည်းနည်းလေးတော့ရေးလိုက်ငားလိုက်လေးနေရမယ်ပေါ့နော်ဒါမျိုးလေးတွေပြောတာပါအဲ့တော့ဘာဖြစ်လဲအရင် comment စီကရှည်လို့တော့အဆင်မပြေဘူးအရင်ရှည်တယ်ဆိုရှင်ဘာဖြစ်လဲဆိုရှင်ကိုကဟလာဒီ conversation မှာလို့ဝင်ဖြတ်ပြောလိုက်သလိုဖြစ်မယ်ပြီးလို့ရှင်တစ်ဖက်ကဘယ်လို comment ဒီ conversation ကိုလူပြောသလိုဖြစ်စီမယ်ပေါ့အဲ့တော့အဓိကဒီနေရာမှာဆိုလို့ရှင် keep the comments short เนาะတူတူနဲ့လိုက်ပြီးတော့ဟိုဟာဖြစ်ပြီးပေါ့เนาะကိုနားထောင်နေဆိုတာကိုသိပြီးပေါ့เนาะပြီးတော့ဘာဖြစ်လဲနောက်တစ်ခုကဟလာဒီလိုမျိုး micro validation လုပ်ချင်အပြင်ဘာလုပ်နိုင်သေးလဲဆိုလို့ရှင်ဒီ keep going ဖြစ်စေတယ်ပေါ့နော်ဒီစကားပြောနေတဲ့conversation လေးကိုနော်ဘာဖြစ်လဲဆိုတော့ခါကြလို့ရှင်စဉ်းစားကြည့်ကိုကလုံးဝကွာargument တက်ပြောနေတဲ့အချိန်မှာတစ်ဖက်ကသူကဘာမှ comment လည်းမလာဘူးဘာမှလည်းမပြောဘူးငုတ်တုတ်ပြီးနားထောင်နေတယ်ဖုန်းနဲ့ပဲဖြစ်မှာပြီးပြီဟလာအဲ့လိုဆိုရှင်ကိုပြောချင်နေအောင်မလားမပြောချင်တော့ပေါ့နော် imagine talking to someone who didn't react at all to what you were saying အဲ့ဒါကိုပြောချင်တာပေါ့နော်လုံးဝကိုဘာမှပြန်မပြောဘူးလို့ပြောချင်တာအဲ့တော့ဟလာအုတ်နေရင်းနဲ့ပြောနေရလို့ဖြစ်ပြီးတော့မှကြာပြောနိုင်တော့မှမဟုတ်ဘူးเนาะအဲ့တော့ဒီလိုလေးတွေပြောချင်တာဖြစ်moving forward ဖြစ်စေတယ်ပေါ့နော်conversation ကဲအဲ့လိုမျိုး safety ပေါ့နော် safe environment ဖြစ်စေတာပေါ့နော်အဲ့လိုမျိုး supportive ဖြစ်တယ်အဲ့လိုမျိုး trustworthy ဖြစ်တယ်အဲ့လိုခံစားချက်တွေကိုပါဖြစ်စေနိုင်တော့ဒီ micro validation လေးကလည်းလုပ်တင်တယ်listening method တစ်ခုဖြစ်တယ်ပေါ့နော် okay အဲ့တော့နောက်တစ်ခု don't try to visit နော်ဖြေရှင်းပေးဖို့ကြိုးစားနေလို့ပြောတာ if someone is venting or sharing a negative experience ဟာလားเนาะအဲ့လိုမျိုးပောက်ကွဲတာပဲဖြစ်ဖြစ်လားเนาะရင်ဖွင့်တာပေါ့เนาะပောက်ကွဲတာမဟုတ်ပါဘူးရင်ဖွင့်တာပဲဖြစ်လို့သူ့အကြောင်းဟိုပြောပြနေတာပဲဖြစ်လဲအကြံမပေးပါနဲ့เนาะ do not jump in with advice เนาะ unless they ask for it သူတို့မမီးပဲနဲ့အကြောင်းတမ်းမပေးလိုက်နဲ့เนาะပြီးတော့အဲ့လိုပေးခြင်းတဲ့စိတ်ကိုလည်းထိန်နောက်တစ်ခုကဘာလဲဆိုရှင်အဲ့လိုမျိုးဒီလိုမျိုးပေါ့နော် silver linings ဟာလားအဲ့ဒါဘာဆိုလို့ချင်တာလဲဆိုလို့ရှင်အဲ့လိုဟာဒီကနေပြီးတော့လဲကောင်းတဲ့ဖြစ်ရက်တွေဖြစ်နိုင်တာပဲဟလာအကောင်းမြင်ဖို့ဟိုပြောတာမျိုးเนาะပြီးလို့ရှင်ဟာဒီချင်းဒီထက်တောင်မှဟဲစိုးနိုင်ခဲ့သေးတာပဲဆိုပြီးတော့အဲ့လိုမျိုးเนาะ grateful ဖြစ်ဖို့ပြောတာမျိုးအဲ့လိုစိတ်တွေကိုလည်းဖြောက်ရမယ်လို့ဆိုလို့ချင်တာဖြောက်အောင်တော့ပြီးကုန်ပြီเนาะစူးစမ်းထိန်းရမယ်ပေါ့ this is by far the most common mistake people make เนาะလောက်တတ်ကြတယ်ကိုယ်တိုင်လည်းလောက်တက်မိပါတယ်ပေါ့เนาะဒါပေမဲ့သတိထားတာပေါ့เนาะအဲ့တော့အာဒါမျိုးတွေကိုရှောင်ရမှာเนาะရှောင်ရမှာဆိုတော့ that's not true you look great เนาะhere's what you need to do เนาะနင်လောက်ရမှာဒါဟလား don't worry about what they think เนาะသူကဘာဖြစ်တယ်တကယ်တော့စကားပြောတယ်ဆိုတာတစ်ဖက်ကသူနားထောင်စေချင်တာเนาะအကြံပေးစေချင်တာမဟုတ်ဘူးများသောအားဖြင့်เนาะအဲ့တော့ဘာဖြစ်လဲဆိုရင်ငြိမ်ငြိမ်လေးနားထောင် follow လိုက်လုပ်ပြီးအာယုံထားထောင်ပေါ့เนาะငြိမ်ငြိမ်လေးနားထောင်ဆိုတာပြီးလို့ရှိရင်အာသူတို့ဖြစ်တဲ့အကြောင်းကိုဟလာလေချာနားလေအောင်လိုက်နားထောင်ရပြီเนาะ it could be worse တို့ဟလာအဲ့လိုမျိုးစိတ်မပူနဲ့ဟလာเนาะအဲ့လိုမျိုးတွေပြောတာမျိုးunsolicited
sorry unsolicited ပေါ့နော်အဲ့ဒါဘာလဲဆိုရှင်အဓိကအဲ့လိုမျိုးမတောင်းတဲ့အကျင့်လို့ပြောချင်တာเนาะအဲ့လိုမျိုးပေးခြင်းအပြင်ဘာဖြစ်လဲเนาะအဲ့လိုမျိုးမသိရင်ကိုကသူ့ထပ်ပို့တော်တယ်ပေါ့အဲ့လိုမျိုးပြောချင်တယ်လို့သဘောဖြစ်စေတယ်เนาะပြီးလို့ရှိရင်မဖြစ်လဲကိုကဝိုင်းလုပ်ပြီးရင်တော့ဝိုင်းလုပ်ပေးခြင်းတော့မှာဝိုင်းအဲ့လိုမျိုးဖြည့်ရှင်းပေးခြင်းတော့မှာဒီအချိန်မှာမပြောနဲ့အောင်နောက်မှပြောခြင်းပြောဆိုလေသူကအဲ့လိုမျိုးဟာဟိုနေရောဘလို့ထင်လဲဟာဘလို့လုံးအောင်ကောင်းမလဲအဲ့လိုမေးတဲ့အချိန်မှာပြောပေါ့နော်အဲ့လိုမျိုးပြောချင်တာthis is far easier said than done เนาะဒါကဘာလဲဆိုရင်ပြောဖို့တော့လွယ်တယ်လို့ဖို့တော့ခက်တယ်ဟုတ်တယ်เนาะဒါပေမဲ့အကျပေးဖို့အတွက်ကိုကစိတ်ကိုထိန်းရတာမလွယ်ဘူးเนาะကိုကအစေတနာနဲ့ပြောချင်တာကိုဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့လိုမျိုးစိတ်ထိန်းနိုင်လာက tremendous difference ပေါ့เนาะအဲ့လိုမျိုးဘယ်လိုခေါ်မလဲအဲ့လိုမျိုးပေးလိုက်တာနဲ့เนาะအဲ့လိုဟိုမတောင်းမဲနဲ့အကြံပေးလိုက်တာနဲ့เนาะအာအကြံမတောင်းတဲ့အချိန်မှာအတန်မပေးတာအဲ့ဒါကကြီးကြီးမားမားပြောင်းလဲမှုဖြစ်စေတယ်လို့ပြောချင်တာเนาะ trust and safety ကိုတည်ဆောက်နိုင်စေတယ်နော်အဲ့လိုမျိုးလုံးဝ feedback လို့ဟာလား advice တို့မပေးရဘူးလို့ဆိုလို့ချင်တာမဟုတ်ဘူးဒါပေမဲ့အခုချိန်ကအကောင်းဆုံးချိန်မဟုတ်ဘူးအခုချိန်ကတေးသေးချာချာ actual listening ကိုနော်ပြီးတော့ full attention ကိုပေးရမှာဖြစ်တယ်နော်နောက်မှဒီ further step မှာဆိုလို့ရှိရင်အကြံပေးလို့ရတဲ့အပိုင်းဒီပါလာမယ်ပေါ့နော်အဲ့ဒီပိုင်းတွေလည်းဆက်ဖတ်ချင်ဖတ်လို့ရအောင်လို့ဒီ BSN English Hub မှာတင်ထားပေးပါမယ်နော် Okay ဒါကတော့ summary လေးပါနော်အဲ့တော့လာ give your full attention invite them to open up be observant match their energy offer micro validation don't try to fix it နော်အဲ့တော့ဒီဟာလေးကဒီနာလေးတွေတော့ဖတ်ထားဖြစ်တယ်ပေါ့နော်အဲ့တော့နော်ဟိုအကုန်အပြည့်စုံဖတ်ရင်လည်းကောင်းမဲ့စာအုပ်လေးတော့အုပ်ပါအချိန်လေးတော့ပေးရမှာပေါ့နော်အဲ့တော့ဖတ်ချင်ဖတ်လို့ရအောင်လို့DBS English Hub Telegram Channel မှာတွားပြီးတော့တင်ထားပေးပါမယ်နော်အဲ့တော့ကျေးဇူးတင်ပါတယ်နော်အချိန်ပေးပြီးတော့ဒီချာနားထောင်ပြီးတော့ဟလာဒီတချို့ချက်လက်တွေအာအကျိုးရှိတဲ့ချက်လက်လေးတွေဖြစ်သွားမယ်လို့မျှော်လင့်ပါတယ်နော်အဲ့တော့နောက်တစ်ခါဗီဒီယိုထဲမှာတွေ့ကြအောင်မယ်နော်